ငုံနဲ့စားခဲ့လူသားတယောက်ရဲ့ဘဝတို့များအားလုံးရဲ့မြေပေါ်ဘယ်လိုကြရုန်းကန်နေကြလဲအယောင်တွေစုံမျိုးတွေကကွယ်ချစ်ချင်မုန်းခြင်းများနဲ့တယောက်တစ်မျိုးနီလာမျိုးစုံရှောက်တော်လမ်းခြင်းလေမတူညီစိတ်သွားနောက်လိုက်တကယ်အဆုံးဆန်းစေရင်အငိုနဲ့အဆုံးတတ်မြေတော့အရာအငုံနဲ့ဆုံးမပဒလုံးကောင်းွက်ရှာဖေးမချေမွန်ကြလေ